အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဒီ The Brighton Aesthetic and Man Wellness Clinic မှာမျိုးသားကျန်းမာရေးဆရာဝန်ဒေါက်တာကောင်းနိုင်ဝင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်အမျိုးသားကျန်းမာရေးကဏ္ဍကိုစိတ်ဝင်စားတယ်ပေါ့နော်အမျိုးသားတိုင်းသိရှိထားတဲ့အချက်အလက်လေးဖြစ်တဲ့ဒီအမျိုးသားအင်္ဂါအရွယ်အစားနဲ့ပတ်သက်ပြီးတော့ဘူးတုဒလေးတွေအသိအမြင်လေးတွေနောက်ပြီးတော့အမျိုးသားဒီအကြောင်းအရာနဲ့ပတ်သက်ပြီးလူသိနေတဲ့အချက်အလက်လေးတွေကိုဒီဗီဒီယိုလေးမှာကျွန်တော်ရှင်းပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပေါ့နော်ဒီအမျိုးသားအများစုကပေါ့နော်အထူးသဖြင့်ဒီတယောက်နဲ့တယောက်ဒီ public toilet ဒီသွားရင်းနဲ့ပဲဖြစ်စေဒါမှမဟုတ်တယောက်နဲ့တယောက်တကယ်ကြီးနေစာရင်းနှောင်ရင်းနဲ့ပဲဖြစ်စေပေါ့နော်ကိုယ့်ရဲ့ဒီအင်္ဂါအရွယ်အစားကိုတယောက်နဲ့တယောက်မြင်တဲ့အချိန်မှာကျွန်တော်ဒီထောင်မှတ်မှုမရှိပဲရိုးရိုးအချိန်မှာတွေ့မြင်ရတာများပါတယ်ပေါ့နော်အဲ့ဒီအချိန်မှာကလူတိုင်းတော်တော်များများဒီအင်္ဂါကျုပ်နေသေးနေတာဖြစ်တဲ့အတွက်အဲ့ဒါကိုတော်တော်များများကတိမ်ငယ်တတ်ကြတယ်ပေါ့နော်အဲ့ဒါကတိမ်ငယ်စရာကောင်းတဲ့အရာတစ်ခုတော့မဟုတ်ပါဘူးခင်ဗျာအမျိုးသားအင်္ဂါတစ်ခုကကျမ်းမာရေးတန်ဆွဲနေသွေးကြောတွေတန်ဆွဲနေအင်္ဂါတစ်ခုကထောင်မဲ့တဲ့အချိန်မှာလည်းအပြည့်အဝဖွံ့ဖြိုးရတယ်လို့ဒီကျုပ်တဲ့အချိန်မှာလည်းအပြည့်အဝကျုပ်မိဖို့လိုပါတယ်ခင်ဗျာဒီတချို့အသက်ကြီးတဲ့လူတွေသွေးကြောတွေမတန်ဆွဲတဲ့လူတွေပန်းစီပန်းညိုဖြစ်နေတဲ့လူတွေမှာအမျိုးသားအင်္ဂါကထောင်မဲ့တဲ့အချိန်မှာလည်းအပြည့်အဝ size မထွက်တယ်လို့ဒီသွေးကြောကျုပ်နေတဲ့အချိန်မှာလည်းအပြည့်အဝမကျုပ်တာဖြစ်တဲ့အတွက်အဲ့လိုလူတွေမှာတော့ဒီရိုးရိုးအချိန်မှာလည်းအင်္ဂါရွယ်စားကြီးနေမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီရိုးရိုးတမန်အချိန်မှာမျိုးသားအင်္ဂါသေးတယ်ဆိုတာဒါကအင်္ဂါသေးတာမဟုတ်ဘဲနဲ့ဒီသွေးကြောတွေရဲ့ပုံမှန်လှုပ်ရှားမှုအရာဖြစ်တာဖြစ်တဲ့အတွက်ဒီဟာလေးကဒီရှက်စရာတိမ်ငယ်စရာတခုမဟုတ်ပါဘူးအဓိကကတော့ဒီထောင်မှတ်တဲ့အချိန်မှာအပြည့်အဝ site ထွက်ဖို့ပဲအရေးကြီးပါတယ်ခင်ဗျာဒီအမျိုးသားအင်္ဂါရဲ့အရွယ်အစားပေါ့နော်နိုင်ငံတကာမှာဘယ်လိုစံချိန်စံညွှန်းနေနဲ့တိုင်းတာကြလဲဆိုတာလေးကိုလည်းသိရှိထားသင့်ပါတယ်ခင်ဗျာဒီတစ်ကမ္ဘာလုံးမှာပေါ့ average ပေါ့နော်အမျိုးသားအင်္ဂါအရွယ်အစားကိုခုနကကျွန်တော်ပြောလို့ပေါ့ကျုံတဲ့အချိန်မှာမတိုင်းမဲနဲ့ထောင်မှတ်တဲ့အချိန်မှာရှိတဲ့ site ကအရေးကြီးဆုံးဖြစ်ပါတယ်ဒီထောင်မှတ်တဲ့အချိန်မှာအမျိုးသားအင်္ဂါရဲ့အရှည်က 5.1 to 5.5 inches ရှိတဲ့ပြီးတော့ဒီအမျိုးသားအင်္ဂါရဲ့လုံးပတ်ဟာဆိုရင်ဖြင့် 4.59 inches လောက်ကိုရှိတဲ့ပါတယ်ခင်ဗျာဒါကတော့ဒီတစ်ကမ္ဘာလုံးမှာရှိတဲ့ average size ပဲဖြစ်ပါတယ်ပေါ့နော်ဒီတချို့နိုင်ငံတွေမှာတော့ Netherlands တို့ဒီ European နိုင်ငံတွေမှာပေါ့နော်ဒီအမျိုးသားအင်္ဂါကဒီခုနပြောလို့ site ကကျုံနာစီးတာအပြောင်းလဲအများများတဲ့အတွက်အမျိုးသားအင်္ဂါ site ကိုဒီလိုအလျားတွေလုံးပတ်တွေနဲ့မတိုင်းမဲနဲ့အမျိုးသားအင်္ဂါရဲ့ site အပြောင်းလဲမှာ changes မဖြစ်တဲ့ဒီအမျိုးသားအင်္ဂါရဲ့ weight နဲ့တိုင်းတက်ကြပါတယ်ခင်ဗျ weight ကတော့ဒီထောင်မှတ်တဲ့အချိန်မှာလဲသွေးဝင်လာတဲ့ weight ပမာဏအနည်းငယ်ပဲအပြောင်းလဲရှိမှာဖြစ်တဲ့အတွက် weight နဲ့တိုင်းတာတော့အမှန်ဆုံးလို့သတ်မှတ်တဲ့နိုင်ငံတွေလည်းရှိပါတယ်ခင်ဗျအမျိုးသားအင်္ဂါရဲ့ weight ကတော့ပုံမှန်အားဖြင့်160 gram ဝန်းကျင်မှာရှိသင့်ပါတယ်ခင်ဗျာဒီအမျိုးသားအင်္ဂါရဲ့အရွယ်အစားပေါ့နော်ကိုယ့်အရွယ်အစားကခုနကျွန်တော်ပြောတဲ့ average size ထဲမဝင်တာဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ဒီကို desire ဖြစ်တဲ့လိုချင်တဲ့အရွယ်အစားဒီထက်ကြီးကျင်တာပဲဖြစ်ဖြစ်ပေါ့ဘယ်လိုတွေလှုပ်ဆောင်လို့ရလဲအဲ့ဒါကိုတစ်ချက်ရှင်းလင်းတင်ပြပေးပါမယ်ခင်ဗျာတချို့ပေါ့နော်ဒီတချို့အပြင်မှာဒီဆေးတွေဝယ်တောက်နေကြတယ်အဲ့လိုဆေးတွေမှာပေါ့လိန်ဆေးတွေအမျိုးသားအင်္ဂါ site တက်မယ်ဆိုတဲ့တောက်ဆေးတွေကတကယ်တော့ဒီအင်္ဂါအမျိုးသားအင်္ဂါရဲ့ site ကိုတကယ်ထွက်စေတဲ့အရာတွေမဟုတ်ပါဘူးခင်ဗျာသူတို့ကတော့ဒီအဟာတက်တွေနဲ့အင်္ဂါအမျိုးသားအင်္ဂါ site ထွက်တယ်ဆိုတဲ့အရွယ်ကအသက်22နှစ်မှာစပြီးတော့နှီးတော့တက်ပြီးတော့23နှစ်နဲ့25နှစ်ကြားမှာပုံမှန်အဖြစ်ရက်တန့်ကြပါတယ်ခင်ဗျာအဲ့လိုအချိန်ရဲ့နောက်ပိုင်းမှာတော့ဒီဆေးဘလောက်တောက်ဟာရဘလောက်ဖြစ်ဒီ site ကမတက်ပါဘူးခင်ဗျာတကယ် site တက်မဲ့ treatment တွေဖြစ်တဲ့ဒီ filler ထိုးတာဒီအမျိုးသားအင်္ဂါရဲ့ web removal လောက်တာတော့အဲ့လိုခွဲစိတ်မှုတွေကလားအမျိုးသားအင်္ဂါရဲ့ size ကိုတကယ်တိုးတက်စေတာဖြစ်ပါတယ်ခင်ဗျာနောက်တော့ဒီအမျိုးသားအင်္ဂါကိုကြီးအောင်ပေါ့နော်တို့ပီရှုပ်တွေထိုးကြတယ်အဲ့ပီရှုပ်တွေကလည်းအဲ့လိုပဲအာဟာရဖြည့်တင်းမိတာဖြစ်တဲ့အတွက်အဲ့23နှစ်နဲ့25နှစ်အောက်ဒီမှာထိုးရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်ခင်ဗျာ25နှစ်အထက်မှာတော့ဒီအမျိုးသားအင်္ဂါ size ကိုသဘာဝတိုင်းတက်နိုင်တဲ့အချိန်လေးတစ်ခုလည်းရှိပါတယ်ခင်ဗျာအဲ့ဒါတော့ဒီအရေပြားဖြတ်ပြီး6လအတွင်းပေါ့အရေပြားဖြတ်ပြီးကစားမှာဒီအမျိုးသားအင်္ဂါရဲ့ဒီသွေးလေပတ်မှုတွေပြောင်းလဲတယ်အင်္ဂါအရွယ်အစားတွေပြောင်းလဲတာဖြစ်တဲ့အတွက်အဲ့ဒါအင်္ဂါအရေးပြားဖြတ်ပြီး6လအတွင်းမှာဆိုရင်တော့ဒီပီရှုပ်လေးထိုးထားခြင်းဖြင့် size ကိုအပြည့်အဝရရှိစေမှာဖြစ်ပါတယ်ခင်ဗျာဒီလောက်ဆိုရင်တော့ပေါ့နော်အမျိုးသားအားလုံးအမျိုးသားအင်္ဂါအရွယ်အစားနဲ့ပတ်သက်တဲ့ဒီ size အရွယ်အစားတွေနောက်ပြီးတော့ size ဘယ်လိုတက်အောင်လုပ်ရမယ့်ဟာတွေအကုန်လုံးသိရှိသွားပြီလို့ထင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ